လို့မပြောပါနဲ့ယဉ်ဤခြင်းသူအဖြစ်ဖြစ်သွားလို့ပါသက်ဆိုင်ဖို့ရအခွင့်မတာခဲ့ရင်နောက်ဆုံးတော့မှာပါမောင်းထုတ်ပြလိုက်မှလားကစားဖို့အယုတ်တရုတ်ရတယ်လို့ပြောပြီးမင်းကစားတော့မှလားစေတနာထားရက်စက်တော့မှလားအိမ်မထင်မှာပဲရစေခွေဝင်မလာစေခြင်းလေခွေရတာရှိစွာခံယူအောင်မဲ့အလိုက်ကတဆက်ဆက်လာတဲ့တကယ်ဆုံးတာစီထားတဲ့အစီတွေရှိတာငါနာလဲပါတယ်